ကဲတော့အငိမ့်သားကဏ္ဍလေးပေါ့နော်အဲ့တော့ဗာပဲပြောဒါခေါ်လို့နေပါလေစုံမနေနဲ့တော့သူတို့ပါနော်ဘာလို့ဆိုတော့ဒီမှာကမိမိကြလေးကြိုက်ကြတယ်ဟုတ်တယ်အဲ့တော့အငိမ့်သားကြတော့လေကျွန်တော်တို့အရင်ကြီးချိန်ဆွဲပြီးကလည်းတော့လည်းစင်မပြေဘူးတော်တော်ကလေးပါဗျာရှင်းလေးကြိုက်တယ်လေဟုတ်တယ်စကားလေးရှင်းတယ်တော့တော့လာမင်းမီလေးဟုတ်ပြီခတ်ဖို့နဲ့ကလေးနမဟဲ့ငါရေးတေးစားမယ်ဗျာMore
တာမိုးနာမှာစကားကိုမပြောနိုင်ဘူးလားရှင်မိုးလိုက်တာဆိုတာအမလေးမိုးလိုက်တဲ့ရှင်ကတော့တော်ခံရတာမရှိကျမမိုးတော့ကျမရှင်ပြပြမယ်တော့မသိတော့ဘူးကျမမိုးတော့ သူ့ကြည့်ပြီးငါမောဆိုနေမောနေလို့ကလည်းပြဘာဖြစ်လို့လဲ သမီးကကျိုးစားပန်းစားနဲ့ကနေတော့သမီးကခြေတော့မှလည်းတရားကြီးနဲ့ ဟုတ်တယ်တရားကြီးနဲ့ အော်ခြေတော့မှလည်းတရားကြီးနဲ့သမီးရတော့ကနေငွေကြီးရရေးကြီးကြည့်ကြည့်နေတာနော် မလေးကိုကြီးတို့လည်းပိတ်ဆံထုတ်လိုက်တယ်ခလားဘယ်ပြောက်သွားလို့ ဟုတ်ပါလေဒါအမှန်ပါ ဟုတ်ကဲ့ ဦးစတိဖုန်းပြောက်သွားပါတယ်အဲ့တော့ဘာလို့စသည်ပဲဖြစ်စေနောက်သည်ပဲဖြစ်စေပေါ့နော်ဒီလိုပြန်ပေးလို့ရမယ်ဆိုတော့ပြန်ပေးစေချင်ပါတယ်ဒီလို ဘုံမှာမှန်လေးတွေကွဲနေပြီအရေးမကြီးတော့အထဲမှာပတ်စံလေဘိုးသိကျော်လောက်ပါနေလို့ပါ ဖုံးခိုးရတယ်လို့ဖုံးယူရတယ်လို့ပေါ့နော် ဘုံယူပြီးတော့လေ ဒုက္ခရောက်မှဆိုလို့လက်တွေရှမှာဆိုလို့ဒီလိုမှန်ပေါ်ရင် ကဲအဲ့တော့တကယ်နောက်နေတာမဟုတ်ပါတကယ်ကြောက်သွားတာကဲတော့တကယ်ရောက်ကြမယ်သမီးကကျူစားပန်းသားနဲ့သမီးကနေ ဟုတ်ပြီဟုတ်ပြီ သမီးကနေတော့ကိုရဲ့ ကပါလေမလေး သမီးကနေတော့ မိုးချလိုက်မိုးလည်းမိုးချလိုက်တော့ဝမ်းတာနေတယ်ပေါ့ ပေါင်းပြောက်တာမိုးတာပေးပေးဝမ်းတာနေရလား သမီးက ကိုသေးပါသွားပြီနမေလုံးလေးရှုံးမယ်ဝင်းမလေးသွားပေးအောင်မယ် ကိုရဲ့မမနဲ့ဝင် ဟုတ်ပါ သမီးပြောချင်တာ အေးတော့သေးတယ်အတိတ်ကလေးကခေါင်းပတ်တာလားလို့ အဲ့တော့သမီးကိုကျူစားပန်းသားကနေစီမှာလောင်လာတွေ့ခဲ့တယ်ပေါ့နော် ဟုတ်လား အဲ့ဒါအဲ့ဒါမလုံးနဲ့တော့ကျွန်တော် ဟုတ်တယ် အလို့မရသမားက သမီးကိုလောင်လာလောင် ကောင်းကောင်းကားရနေအောင် သမီးလောင် ဘယ်လိုဘယ်လို လက်ကိုရှော့မှာမောပါဟဲ့ကောင် သမီး မလုပ်ပါနဲ့ဟဲ့ကောင် ဟမ် မလုပ်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 နဲ့ မလည်းမလုပ်တော့ဘူးမင်းလည်းမလုပ်နဲ့တော့နောက်ကမေးမေးရ လက်ကိုရှော့မှာ သမီးပြောပြမယ်စိတ်ထဲမှာတောင်းကြည့်ခွဲတော့အားဒီသမီးပြောပြတော့ကိုကြီးသမီးလည်းညှို့ထုတ်ပြ ဟေးဟေးလား မဟုတ်ဘူးဟုတ်ပါဘူးလို့လေသမီးတော့ကြည့် တော်ကြီးလည်းနေတော့ ဟဲ့ကောင်သူကသူသတုံးလေးနဲ့လှနေတာမင်းတော့ သမီးတို့သူရမ်းနေ ဟုတ်ပါမနော်ပါနဲ့အဲ့ဒါမလုပ်တော့ တပတ်ဒီ ဟုတ်လားဒါရ မဟုတ်ပါဘူးဆို လို့တော့မရတော့ မရဘူး သမီးကြမယ်ကြည့်တို့ကြည့်မဒီဘီယိုတီကိုတောင်းကြည့်ဟိုဒူရီနဲ့တောင်းကြည့် ဟိုရောတော့ကတော့ကြီးလားဟေး သူကအမောင်နဲ့ကွဲနေတာကွာ ဘာကုန်ပဲရတော့မှာကုန်ပြောပါ မဒီအဲ့တိုင်ကြည့်လိုက် ဟုတ်ပြီ သမီးကိုလောင်းနေကြအပေါ်မှာတွေ့လားပြီးတော့ပြင်ပြကြနေတာဗျ ရင်းနေလိုက်တော့ဗျာအလုပ်ပေးပြပြလာလေအဲ့တော့ငါတော့အောင်မယ်လို့အေးတဲ့အိမ်အောင်ဖေပြကြတော့ငါပြောနေတယ်အဲ့တော့အဓိကအရေးကြီးတာပြိဿကိုပြောရှင်မိတ်ဆက်မယ် ဟုတ်ပြီ ဘယ်လိုကြည့်မယ်ဟုတ်ပြီတို့လာပြောမယ်လို့တော့မရှိတော့လို့ပါနော်